အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုဖိုင်လေးကတော့အခန်း3ရဲ့ပေါ့နော် ratio စီလေးကိုရှင်းပြမှာဖြစ်ပါတယ်စာမျက်နှာ29မှာရှိပါတယ်ပေါ့နော်သူကနံပါတ်1မှာဆိုရင်ဒီမှာပြောတဲ့သူ A ရဲ့ B ရဲ့2ယောက်ရှိမယ်အဲ့ဒီမှာနံပါတ် A ကဆွေးမဆန်တစ်စိမ့်လောက်တဲ့တိုးဤလေဝဒိုခိုတက်စကတိုးဤလေအိယာကဒိုခိုတက်စကဘယ်နေရာမှာလဲတဲ့အဲ့မှာမေးတဲ့အခါမှာနံပါတ် B ကနေဒီမှာကြည့်သူတို့2ယောက်ကစကားပြောနေတယ်ဒီမှာလက်ညှိုးထိုးပြီးတော့ဒီအဝေးကိုလှမ်းမိတာ2ယောက်ရဲ့အဝေးမှာရှိတဲ့အတွက်နော်2ယောက်စလုံးနဲ့ဝေးတဲ့ဟာကိုပြောရတော့မှနေရာကိုသုံးတဲ့အညိုးကိုပြောရမယ်အဲ့ဒီချိန်မှာရှိခဲ့တာဒီနေရာကိုညင်းတာဒီဘာလဲခိုခိုဆိုခိုအဆိုခိုပြီးတော့ရှိတယ်ခိုခိုဆိုရင်ကိုနဲ့ပြောတဲ့သူနဲ့နီးတာဆိုခိုဆိုရင်ပြောခံရတဲ့သူနဲ့နီးတာအဆိုခိုဆိုရင်2ယောက်စလုံးရဲ့အဝေးမှာရှိတာဟုတ်တယ်နော်အခုဒီနေရာလို့ပြောလို့မို့နေရာကိုညွှန်းနဲ့အနန္တကိုလည်းသုံးရမယ်အညို့ကိုသုံးရမယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်သူဒီအဝေးမှာရှိလို့အဆုခိုဆိုပြီးတော့ဒီမှာသုံးထားတာအဆုခိုတက်ဟိုးနေရာမှာဖြစ်ပါသည်တဲ့ဒိုမိုးတဲ့ကျေးဇူးတင်ပါတယ်တဲ့သူဟိုနံပါတ် B ကနေဟိုးနေရာမှာရှိတယ်လို့ပြောလိုက်တဲ့အခါမှာနံပါတ် A ကကျေးဇူးတင်ပါတယ်ဆိုပြီးပြန်ပြောလိုက်တာပေါ့နော်ဒါကနံပါတ် 1 ကဒီလိုလေးအဲ့ဒီမှာဒီနံပါတ် 1 မှာကြာတော့သူကဗာမေးလဲဆိုရင်အဲ့ဒီဘဲတာဓာတ်လေကားကိုမေးတာဟုတ်တယ်နော်ဓာတ်လေကားကိုမေးမယ်သူတို့2ယောက်ရဲ့အဝေးမှာပဲဟုတ်တယ်နော်အဲ့မှာမေးကြည့်မယ်တို့ကမြင်သားထားတဲ့နေရာမှာပဲထည့်ရမှာနံပါတ်1ဆိုရင်ဓာတ်လေကားကိုမေးတာအဲ့ဒီဘဲတာနံပါတ်2ဆိုရင်ဒီမှာခပန်းဥရိပခပန်းက8ဥရိပကအယောင်ကောင်တာ8ရောင်းနဲ့အယောင်ကောင်တာနေရာလေးကိုမေးတာအဲ့ဒါလေးကိုအစားသွင်းပြီးတော့ဖတ်ကြည့်မယ်ပေါ့နော်すいませんエレベーターはどこですかあそこですどうもအဲ့ဆိုရင်နံပါတ်2ကိုထည့်မယ်ဆိုရင်すいませんခပန်းဥရိပါဝဒိုခိုတက်စကအိယောင်ကောင်တာကဘယ်နေရာမှာလဲတဲ့အဆုခိုတက်ဟိုးနေရာမှာဖြစ်ပါတယ်ဒိုမို့ကျေးဇူးတင်ပါတယ်တဲ့နံပါတ်2ပေါ့နော်နံပါတ်2ဆိုရင်အခုနေဝဒိုချီရာတက်စကနိုင်ငံနာမည်ကဘာလဲဟုတ်တယ်နော်အရှိမပြောခဲ့ပြီးသားနိုင်ငံရဲ့ကုမ္ပဏီရဲ့တက္ကသိုလ်ကိုနေရာကိုမေးမယ်ဆိုရင်ဘာနဲ့မေးဒိုချီရာနဲ့မေးရမယ်အဲ့ဒါဆိုလို့ရှိရင်သူဒီအဲ့ဒီနိုင်ငံဆိုရင်နိုင်ငံရဲ့နာမည်ကိုမေးတာဟုတ်တယ်နော်ကုမ္ပဏီဆိုကုမ္ပဏီနာမည်ကိုမေးတာတက္ကသိုလ်ဆိုရင်တက္ကသိုလ်ရဲ့နာမည်ကိုမေးတာဆိုပြီးအရှိမပြောခဲ့ပြီးသားနော်အဲ့ဒါလေးကိုအရှိမရှေ့ဖိုင်ကိုကြည့်ရင်သိတယ်ပေါ့ဒါဆိုလို့ရှိရင်နိုင်ငံဖြစ်တဲ့အတွက်နိုင်ငံရဲ့နာမည်ကိုမေးတာအဲ့ကြောင့်မို့နိုင်ငံနာမည်ကဘာလဲတဲ့အဲ့မှာ time des time ဖြစ်ပါတယ်အဲ့မှာနံပါတ် A ကနောက်တစ်ခါပြန်မေးတယ်ဥချီဝဒိုချီရာတက်စကာဥချီအိမ်ငါရောတဲ့ဒိုချီရာတက်စကာဘယ်နေရာမှာလဲအဲ့ဆိုတော့အိမ်ငါရောဘယ်နေရာမှာလဲတဲ့ဒီမှာဒီဘန်ကိုကူတက်ဘန်ကဖြစ်ပါတယ်တဲ့ဆိုတက်စကဟုတ်လားတဲ့ဒါဒီလိုလေးတယောက်နဲ့တယောက်ပြန်ပြောတာလေးကိုပြောထားတယ်အဲ့ဒီမှာမှဒိုကွက်လက်ဖောက်ရမှာဒီမှာထိုင်းနေရာလေးကိုပြောင်းပေးရမယ်ဒီမှာဒီဘန်ကိုကူဆိုတာလေးကိုပြောင်းပေးရမယ်နံပါတ်1ကလေးဆိုရင်ဘာလဲဆိုရင်ထိုင်းနေရာမှာကျတော့ဒိုအီဆော့ဂျာမနီနိုင်ငံဟုတ်တယ်နော်အဲ့ဒီမှာမှသူ့ရဲ့အတွင်းဒီနောက်တစ်ခုပြောင်းရမှာကျတော့ဘာရူရင်ဘာလင်ဘယ်ရူရင်ဘာလင်ဘယ်ရူရင်ဘာလင်ဘာလင်မြို့လေအဲ့ဒါကိုပြောထားတာအဲ့ဆိုထည့်ကြည့်မယ်အခုနေဝဒိုချီရာတက်စကနိုင်ငံနာမည်ကဘာလဲတဲ့နိုင်ငံဆိုတဲ့အတွက်နိုင်ငံဒီဒိုအီဆော့တက်ဂျာမနီနိုင်ငံဖြစ်ပါတယ်အဲ့တော့နောက်တစ်ချောင်းမေးမယ်ဥချီဝဒိုချီရာတက်စကအင်္ဂါရောပဲနေရာမှာလေတဲ့ဒီမှာဒီဘယ်ရူရင်တက်ဘာလင်ဖြစ်ပါတယ်တဲ့ဆိုတက်စကဟုတ်လားတဲ့ဒါတွေလေးဖြည့်ပေးရမယ်နံပါတ်2ဆိုရင်မေးမယ်အခုနေဝဒိုချီရာတက်စကနိုင်ငံရဲ့နာမည်ကဘာလဲတဲ့ဒီမှာဆိုရင်အင်ဒိုနီးရှားအဲ့ဒါမို့အင်ဒိုနီးရှားတက်အင်ဒိုနီးရှားနိုင်ငံဖြစ်ပါတယ်နောက်တစ်ခုပြန်ပြီးတော့ဥချီဝဒိုချီရာတက်ကအင်္ဂါရောပဲနေရာမှာလေတဲ့အဲ့ဒီမှာဒီဂျကာရူတာဂျကာတာတက်ဂျကာတာဖြစ်ပါတယ်ဆိုတက်ကဟုတ်သလားတဲ့ဒီလေးထည့်ပြီးတော့ဖတ်မယ်ပေါ့နော်အဲ့ဆိုဒီလိုမျိုးပြန်ဖတ်ကြည့်မယ်ဆိုရင်အခုနိဝဒိုချီရာတက်ကတိုင်းတက်ဥချီဝဒိုချီရာတက်ကဘန်ကိုကူတက်ဆိုတက်ကနောက်တစ်ချောင်းဆိုရင်အခုနိဝဒိုချီရာတက်ကဒိုအီဆော့တက်ဥချီဝဒိုချီရာတက်ကဘယ်ရူရင်တက်ဆိုတက်ကအပြင်နံပါတ်2ဆိုရင်အဲ့လိုပဲအခုနိဝဒိုချီရာတက်ကအင်ဒိုနီးရှားတက်ဥချီဝဒိုချီရာတက်ကဂျကာရူတာတက်ဆိုတက်ကဒါဒီလိုလေးဖတ်မယ်ပေါ့နော်ဒါလေးလည်းထည့်ဖတ်မယ်ဒါလေးလည်းထည့်ဖတ်နံပါတ်3ဆိုရင်すみませんတစ်စိမ့်လောက်တဲ့ခိုရီဝဒိုခိုနောကိုဟီတက်ကခိုရီဒါတီးတဲ့ဒိုခိုနောကိုဟီတက်စကဒိုခိုနောနောင်ဆိုလို့ရှိရင်ဗါတယ်လေန
နိုင်ငံကိုမေးတာဆိုပြီးရှေ့ကပြောခဲ့တာပေါ့နော်အဲကြောင့်မို့ဒိုခိုနော်ကိုဟီဆိုဘယ်နိုင်ငံထုတ်ကော်ဖီဖြစ်တယ်လဲဒီလိုမေးတာအဲ့မှာဒီမှာဒီအင်ဒိုနီးရှားလို့ပြောထားဖြစ်တဲ့အတွက်အင်ဒိုနီးရှား Nordes အင်ဒိုနီးရှားနိုင်ငံထုတ်ဖြစ်ပါသည်ဒီမှာဒီဒိုခိုနော်နောင်လို့ဖြစ်တဲ့အတွက်ဒီမှာဒိုခိုဆိုတာရဲ့အင်ဒိုနီးရှားကိုဖြေလိုက်တယ်နော်ရဲ့နောက်မှာဘာကြံအောင်ပါလဲအဲ့ဒီကိုဟီဆိုတာလေးဖြစ်ရမှာတကယ်ကအင်ဒိုနီးရှား not ကိုဟီ des ဒီလိုဖြစ်ရင်တော့ပိုပြီးပြည့်စုံတယ်ပေါ့နော်အင်ဒိုနီးရှားနိုင်ငံထုတ်ကော်ဖီဖြစ်ပါတယ်အဲ့ဒါမှရှေ့မှာပြောခဲ့တယ်နော်ရဲ့နောက်မှာလိုက်တဲ့ဒီနောင်လေးတီးပြန်ပြီးထည့်ရေးလေရရဲမထည့်လေရတယ်လို့တော့ဒါအရှိမပြောခဲ့တယ်တကယ်မထည့်ရင်တော့တိတ်ပြီးမတိကြဘူးလို့ပြောခဲ့တယ်ပေါ့နော်အဲ့ဒီမှာနောက်ထပ်နံပါတ် E က Ikuratess ကဘယ်လောက်လဲတဲ့အဲ့ဒီမှာဒီမှာဒီရန်600လို့ပြောတဲ့အတွက်ရန်600ကိုဘယ်လိုဖတ်လဲဆိုလို့ရှိရင် rob yaku and des ရန်600ဖြစ်ပါတယ်ဒီခန်းကိုလေ့လာမယ်ဆိုလို့ရှိရင်တော့ပတ်စံရေးတွက်တဲ့နည်းလေးကိုကြံ့ကျင်ဖို့လိုပါတယ်သူဒီခုစေဒါတော့ရိုးရိုးရေးတွက်တာဆိုတဲ့အတွက်ရမယ်ရာကနန်းဘယ်လိုရေးတွက်လဲထောင်ကနန်းဘယ်လိုရေးတွက်လဲတောင်းကနန်းဘယ်လိုရေးတွက်လဲဒီရေးတွက်နည်းလေးကိုရမှဒီပတ်စံရေးတွက်တာကိုရမှာပေါ့နော်အဲ့ဆိုနံပါတ်1ဆိုရင်သူကဒီမှာ neck time ပုံလေးမို့လို့ neck time ဒီဒုခုနော်ကိုဟီနေရာမှာမြင်းတက်ထားပဲပြောင်းမယ်ကိုဟီနေရာမှာ neck time ကိုပြောင်းမယ်ဈေးရတော့ဒီမှာဘယ်လောက်လဲ9300အဲ့ဆိုပြောင်းကြည့်မယ်ဆွေးမဆန်တစ်စိမ့်လောက်ကိုတွေပါဒုခုနော် neck time desk ကဒါကဘယ်နိုင်ငံထုတ် neck time ဖြစ်တယ်လေတဲ့အဲ့ဆိုလို့ရှိရင်သူပြောထားတာကဘာလဲအီတာလီယာနော်ဒက်စ်အီလီနိုင်ငံထုတ်ဖြစ်ပါသည်အဲ့မှာ Ikuratess ကဘလားဖြစ်တယ်လေတဲ့ဒီမှာဒီ9300ထောင်ဆိုရင် sam ဆိုပြီးရေးတွေ့တာဖြစ်တဲ့အတွက် nana sam byaku and des ရန်9300ဖြစ်ပါတယ်ဒီလိုလေးဖြည့်ပေးရမယ်နံပါတ်3ဆိုရင်ဒီမှာနံပါတ်3ရဲ့နံပါတ်2ကလေးကကြာတော့ဒီမှာနိုင်ပုံလေးမို့လို့ 2k ပေါ့နော်အဲ့ဆိုလို့ရှိရင်ကိုကမေးမယ်စမီမဆန်ခိုရီဝဒိုခိုနော့ 2k des ကခိုရီဒါကဒိုခိုနော့ဘယ်နိုင်ငံထုတ်နိုင်ဖြစ်တယ်လေတဲ့ဟုတ်တယ်နော်အဲ့ဆိုလို့ရှိရင်ဒီမှာဆွစ်ဇာလန်လို့ပြောထားတဲ့အတွက်not des ဆွစ်ဇာလန်နိုင်ငံထုတ်ဖြစ်ပါသည်တဲ့ဘယ်လောက်လဲဆိုပြီးတော့ Ikuratess ကဘယ်လောက်လဲဆိုတဲ့အခါမှာဒီမှာဒီ900ထောင်တောင်းအဲ့ဆိုရင်သူဒီရေးတွေ့တဲ့အခါမှာလေးလုံးတစ်ဖြတ်လို့ပြောတာမို့လို့ဒီမှာနောက်မှာ8000လေးကျန်မယ်ရှေ့မှာဒီ18ကိုရေးတွေ့တဲ့အခါမှာသူဒီတောင်းဖြစ်တဲ့အတွက်မန်သူဒီတောင်းနေရဖြစ်သွားလို့မန်အဲ့ဆိုလို့ရှိရင်ဂျူ18ကဂျူဟာချီ18ကဟုတ်တယ်နော်ဂျူဟာချီမန်ရလားဂျူဟာချီမန်8000ဆိုတဲ့အတွက်ဟတ်ဆန်ပေါ့ဂျူဟာချီမန်ဟတ်ဆန်အန်ဒက်ယန်8000ဖြစ်ပါသည်တဲ့ဒါဒီလိုမျိုးလေးရေးတွေ့ရမှာပေါ့နော်အဲ့ဒါလေးကိုလည်းဒီထဲကိုထည့်ပြီးတော့ဖတ်ကြည့်ပေါ့နော်ပါဇက်ကနေခဏအဲ့လိုလေးထည့်ဖတ်ပြီးလို့ရှိရင်ဒါနောက်ပိုင်းကျရင်ခိုင်းဝလည်းအဆင်ပြေသွားမယ်နောက်ပြီးလို့ရှိရင်ထားပါတော့တကယ်လို့ဒါဒီဟာလေးကိုခဏဖတ်ခဲ့မယ်ဆိုအခုနီလို့ကွက်လက်ကလေးဖောက်တဲ့အခါမှာဒိုဒီဒိုခိုဒိုချီတာနောက်တစ်ခုစသဖြင့်ကွက်လက်လေးဖောက်ထားရင်ပေါ့ကိုဒီပါဇက်ကနေရွက်ခဲ့ရင်အခုနီမဒိုချီတာတက်စကဥချီဝဒိုချီတာတက်စကစသဖြင့်ဒီလေးထည့်ရွက်ခဲ့မယ်ဆိုလို့ရှိရင်ဘာလေးဒိုခို300မလားဒိုချီတာ300မလားဆိုတာကိုလည်းပါဇက်ကနေနည်းနည်းလေးဆွဲနေတာဖြစ်တဲ့အတွက်တကယ်လို့ဒါပေါ့နော်ကွက်လက်ဖောက်ပြီးဖြည့်ခိုင်းမယ်ဆိုရင်ဒါလွယ်ကူဖြည့်နိုင်မယ်ပေါ့နော်အဲကြောင့်မလို့ပါဇက်ကနေဆွဲနေအောင်လေဖတ်ပေါ့နော် run show ပြီးဆိုလို့ရှိရင်လည်းချလေးရေးမယ်ပါဇက်ကနေလည်းကြည့်ပြီးတော့အလိုလေးရွေ့ကြည့်မယ်ပေါ့အဲဆိုလို့ရှိရင်အဆင်ပြေမှာဖြစ်ပါတယ်အဲဆိုရင်ဒီ run show စီမှာနားမလည်တာလေးရှိရင်ပြန်လည်မေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်